ဒါဘာဖြစ်လာ ခမ ्या ကိုကျုပ်လူတွေကိုမထိဘူးအတန်တန်သတိပေးထားရတယ်ဘာသဘောနဲ့ခုလိုမျိုးလုပ်တာလဲဦးနေအောင်တို့ ခုငါ့ကိုဘာလုပ်နေလို့ငါနားလေအောင်သေချာပြောပါဦး ခမ ्या ຫນွယ်နေလိုက်ကိုခုလိုလုပ်လိုက်တာကျုံနေရုပ်ကိုဇွေးလာဆိုတာနဲ့အတူတူပဲဗျ ငါလမ်းပေါ်ရောက်လာတဲ့အနှောက်အယှက်မှန်များရှားလက်မကောင်းငါ့ကိုဘယ်သူမှတားလို့မရဘူးနင်းလည်းကောင်းကောင်းနားလေ စောင့်ကြည့်ကြတယ် ဒါရောဘာလို့ ကျုပ်ခမ ्या ပေးထားတဲ့ပိုင်ဆိုင်မှုတွေဘာတစ်ခုမှမလုပ်ချင်တော့ဘူးလိုလည်းမလိုအပ်တော့ ယခုပြသနေသောအစီအစဉ်ကိုပြုံးပလေးတွေနဲ့ပြန်လည်ကြည့်ရှုနိုင်ပါသည်